ရရဲ့အဆုံးအမတွေကလက်တွေ့ကျင့်သုံးရမယ်လိုက်နာရမယ်အချက်တွေပဲဖြစ်တယ်ဘုရားဘာသာပါဆုတောင်းယုံတသက်နဲ့လည်းဘာမှအကျိုးမဖြစ်ဘူးများသောအားဖြင့်ဘာသာတရားဆိုရင်ဝတ်ပြုမယ်ဆုတောင်းမယ်ဒီနှစ်ခုပဲလုပ်ကြတယ်အဲ့တော့ဘုရားဘာသာကဝတ်ပြုခြင်းဆုတောင်းခြင်းကအဓိကအချက်မဟုတ်ဘူးဘုရားဘာသာတွေအနေနဲ့နံပါတ်1ကကိုချင်းသီလပြည့်စုံအောင်လုပ်ဖို့ရတာနံပါတ်1ပဲဒါဘုရားဘာသာတွေအတွက်အနည်းဆုံးရှိရမယ့်အရေးချင်းကကိုချင်းသီလကိုချင်းသီလဆိုတဲ့ထဲမှာသူစရိုက်တရား10ပါးကုသိုလ်ကောင်းမှုတရား10ပါးအဲ့ဒါပါဝင်မယ်ရှောင်ရမယ့်ဟာကိုရှောင်ခြင်းလှုပ်ဆောင်ရမယ့်ဟာကိုလှုပ်ဆောင်ခြင်းသူစရိုက်10ပါးကိုရှောင်ပြီးတော့သူစရိုက်တရားကိုကျင့်သုံးလိုက်နာခြင်းဟာဘုရားဘာသာတွေအတွက်ပထမအခြေခံအစစ်မြတ်တာဖြစ်တယ်ပေါ့အဲ့ဒီပထမအခြေခံအစစ်ပေါ်မှာဘုဒ္ဓပြီးတဲ့နောက်မှာဒုတိယထပ်ပြီးတော့တိုးမြင်ရမှာတော့သမထကျင့်စဉ်တစ်ခုကျင့်အောင်သမထကျင့်စဉ်လို့ဆိုတဲ့အခါမှာမေတ္တာဘာဝနာပွားတာလဲသမထကျင့်စဉ်ပဲနော်သမထကျင့်စဉ်ပဲပြမစုတရား၄ပါးအများတရားတွေပေါ်မှာချမ်းသာဒုက္ခရစေခြင်းနဲ့ဒေါသကင်းစင်တဲ့မေတ္တာတရားအဲ့ဒီမေတ္တာတရားကိုဖြစ်ပွားအောင်လုပ်ရမယ်အဲ့ဒီမေတ္တာတရားဖြစ်ပွားပြီဆိုရင်ကိုကျင့်သီလပေါ်မှာမယက်တည်ပဲနဲ့လုပ်လို့မရဘူးအလုံးကနံပါတ်1ကိုကျင့်သီလတော့ပြည့်စုံပြီးသားဖြစ်ရမယ်အဲ့ဒီကိုကျင့်သီလပေါ်မှာမိတည်ပြီးတဲ့အခါမှာသမထကျင့်တယ်ကိုကျင့်သမထမှာကမ္မထမောင်း40စာပေကျမ်းမှာဖော်ပြထားတယ်ပါဠိတော်တွေမှာတော့38မျိုးပြတယ်အထက်ကရာတွေကနောက်ထပ်2ခုထပ်ဖြည့်ပြီးတော့ကမ္မထ40ကမ္မထဆိုတာဘာဝတ္တလုပ်ငန်းလုပ်ရမယ်အာယုန်တွေကိုဆိုလို့တယ်ပေါ့ကမ္မဌာနလုပ်ငန်းဌာနကမ္မဆိုတာဘာဝတ္တလုပ်ငန်းဌာနဆိုတာပြုလို့ရမယ်အာယုန်တရားဌာနလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့ကမ္မထအာယုန်ပေါင်း40ပေးထားတာအဲ့ဒီ40ကအကြမ်းပြပြောရမယ်ဆိုရင်အတုပကမ္မထ10မျိုးနော်အတုပ10ပါနောက်ပြီးတော့အနုတ္တိ10ပါကတိုင်း10ပါအဲ့ဒီတရားတွေကိုပြောတာ30နောက်ပြီးတော့ပြမဝိရတရား4ပါအဘိညာ4ပါလို့ခေါ်တယ်ဩဝိရတရား4ပါနောက်ဓာတုကမ္မထံတကြီး4ပါအာရိပတိကုလတင်ညာအဲ့ဒါတွေကိုဆိုလို့တယ်အဲ့ဒီပေါ်မှာသီလနဲ့ပြည့်စုံပြီးတဲ့နောက်မှာသိခြင်းတရားကိုအောက်မေ့ပြီးတော့ပွားများတဲ့မရဏတတိဘာဝနာဒါလည်းသမထကမ္မထပဲသမထကမ္မထပဲခန္ဓာကိုယ်ရဲ့မတက်မတဲရှုံးစပွဲကိုဆင်ញင်သုံးသပ်တာလည်းပဲသမထကမ္မထပဲအဲ့တော့သမထကမ္မထဆိုတာဒီကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကာကတတတိကိုယ်နဲ့ပတ်သက်နေတဲ့ကမ္မထာနေ။နောက်ကတိုင်း7ပါးဆိုတာကြတော့ဒီဓာတ်ကြီး4ပါးပါတယ်။ပထဝီကတိုင်းအဘောကတိုင်းဒေဇောကတိုင်းဝါယောကတိုင်းနောက်အယောင်ကတိုင်းက4ခုနီလပိတလောဟိတဩရဒအဲ့ဒီပေါ်မှာစိတ်ဝင်စားပြီးတော့သမာဓိကိုထူထောင်တာအဲ့ဒါဘုရားဘာသာတွေကဒုတိယအဆင့်လောက်တာဖြစ်တယ်သီလကျင့်စဉ်ကျင့်ပြီးတဲ့အခါမှာသီလကကျင့်စဉ်ကိုအဆင့်မြင်လိုက်တဲ့အခါသမာဓိလုပ်ငန်းတစ်ခုလုပ်ရမယ်အကုန်လုံးလုပ်ရမယ်လို့ပြောတာမဟုတ်ဘူး
ကိုယ်နဲ့သင့်တော်တဲ့ကမ္မဋ္ဌာန်းတစ်ခုကိုလုပ်မယ်အာနာပါနလုပ်တာလည်းပဲသမထကမ္မဋ္ဌာန်းပဲထွက်လေဝင်လေမှတ်တယ်ဆိုတာအဲ့ဒါသမထကမ္မဋ္ဌာန်းပဲအဲ့ဒီကနေသမာဓိထူတော့ကြတာအဲ့လိုကမ္မဋ္ဌာန်း40တဲ့ကတချို့စတင်မပွားရတဲ့ကမ္မဋ္ဌာန်းလည်းရှိသေးတယ်ပေါ့နော်သူလမ်းစဉ်နိုင်အဲ့ဒီ40တဲ့ကကမ္မဋ္ဌာန်း40တဲ့ကမိမိနဲ့သင်နေအောင်မဲ့ကမ္မဋ္ဌာန်းတစ်ခုကိုခြေခံပြီးတော့ပွားများအထုတ်အဲ့ဒီပွားများအထုတ်မှုကဖယ်စင်တီလောက်မှာတော့ဆိုတော့စံတရားရသည်ထီအောင်လို့စံကအစင်40ရှိတယ်တဲ့မယ်ပထမဇန်ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်အစင်40ရပေါ့ရအောင်မြင်သည်ထီအောင်လုပ်လို့ရှိရင်ဒါကသမထကမ္မဋ္ဌာန်းထွတ်တိတ်ရောက်တယ်လို့ဒီလိုပြောအောင်အဲ့ဒီဇန်ရဲ့ရလကတော့ဘာလို့ဆိုအပိညင်တကူအမျိုးမျိုးဖန်ဆင်းနိုင်မှုဒေဝစက္ခုတို့ဒေဝသောတာတို့အဲ့ဒါကဒီသမာဓိရဲ့အကျိုးကအပိညင်ပဲနော်ဖန်ဆင်းနိုင်တယ်ပြည်ကြီးတဲ့ရှိုးလို့ရတယ်ကောင်းရင်ပြတ်တယ်လို့ရတယ်ဆိုတော့အဲ့ဒီအမျိုးမျိုးတကူဆံအမျိုးမျိုးပြနိုင်တာအဲ့ဒါအပိညင်ပဲသမာဓိရဲ့နောက်ဆုံးအဆင့်ကတော့သမာဓိရဲ့ရလတ်အကောင်းဆုံးရလတ်ကတော့အပိညင်ပဲဒါဗုဒ္ဓဘာသာတွေအနေနဲ့လမ်းမဆုံးသေးဘူးနော်အခုမြတ်သောအဖြစ်သူရောကိုရောဘုန်းကြီးတို့တွေပါဝင်ဘယ်မှာလမ်းဆုံးနေတော့ဆိုသီလနဲ့သမာဓိနဲ့ပါသီလမှာပဲလမ်းဆုံးနေကြတာများတယ်ပေါ့နော်သမာဓိသမထကျင့်စဉ်ထီအောင်ရှောက်တာတော်နေတယ်ဟိုပေါ့ရအောင်ပြောတာပုံမှန်လေးကတော့သမထကျင့်စဉ်ကျင့်တယ်ဥပမာအာနာပါနကမ္မဋ္ဌာန်းထိုင်နေမေတ္တာဘာဝနာပွားတယ်အဲ့ဒီလိုလုပ်တဲ့အလုပ်တွေအဆင့်တော့ရှိတယ်ဒါပေမဲ့လမ်းဆုံးပန်းနိုင်ထီအောင်ရောက်လာလို့ဆိုရအောင်သီလကတော့စင်ကြယ်ပြီဆိုရင်လမ်းဆုံးပန်းနိုင်ရောက်နိုင်တယ်ပေါ့နော်သူစရိုက်တရားတွေလုံးဝရှောင်ကျဉ်ပြီးတော့ကိုယ့်ရဲ့သီလဟာကျိုးပေါက်ပျောက်ကြားခြင်းမရှိလုံးဝစင်ကြယ်သွားပြီဆိုရင်ဒါသီလဘက်ကအခြေခံဘက်ကပြီးသွားပြီပေါ့သမာဓိသိက္ခာကြတော့တဝက်တစ်ပြည့်လို့ပြောမှာနော်စံရသည့်ထီအောင်မရောက်ရင်တော့ဒါတဝက်တစ်ပြည့်ပဲအဲ့ဒီအစင်မဲ့ဘာလို့ဒီလိုဖြစ်လာတာတော့လို့ဆိုတော့တရားရည်ရဲ့ဆွေးမှုခုမှဆွေးရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလေးကရဟန်းတွေကလည်းသတိထားပြီးကြတယ်ရှင်သာရိပုတ္တရှင်မကတ္တဗတို့သတိထားမိကြတယ်တော်တော်များများသတိထားမိကြတယ်လို့ဆိုလို့တယ်ဘာနဲ့ပတ်သက်ပြီးသတိထားမိတော့ဆိုသာသနာတော်စတင်လာတဲ့အချိန်တုန်းကတဲ့စီကံဥပဒေတွေကနည်းနည်းပဲရှိတယ်စီကံထုတ်တာနည်းနည်းပဲရှိတယ်ဒါပေမဲ့တရားသူတရားပြရတဲ့ပုဂ္ဂိုလ်တွေများတယ်ယန္နာဖြစ်တဲ့ပုဂ္ဂိုလ်တွေများတယ်သာသနာစတင်နေဆိုတော့ဘုရားရဲ့ပထမဝါ20လို့ပြောအောင်မှာဖြစ်တယ်အဲ့ဒီပထမဝါ20အာသာသနာတော်မှာအကောင်းဆုံးအချိန်ပဲမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကသူ့ရဲ့အဆုံးအမသာသနာနဲ့ပတ်သက်ပြီးယဟန်တွေပေါ်မှာစိတ်တိုင်းကြဖြစ်တဲ့အချိန်ပဲနော်မြတ်စွာဘုရားရဲ့စိတ်တိုင်းကြအောင်မြင်တဲ့အချိန်ဒါထာဝရရဖို့တော့မဖြစ်နိုင်ဘူးမြတ်စွာဘုရားကဘာဖဲဖြစ်တာကိုကျန်တဲ့ယဟန်တွေတပိသာဝကတွေဘာဖဲဖြစ်ဖို့ဆိုတာရှိမှမရှိဘူးတို့ဘော်တွေဘာဖဲဆိုတဲ့အတိုင်းပဲနော်ဘာဖဲဖြစ်ဖို့ဆိုတာပဒကတဖြည်းဖြည်းဆုပ်ယုပ်လာသာသနာတိကစားတော့ကသီလအခြေခံပြီးတော့သမထပေါရောက်ကြတယ်ဝိပဿနာအခြေခံပြီးတော့ယဟနာဖြစ်ကိုရောက်ကြတယ်ဆိုရင်အဲ့ဒီအစဉ်တွေကလုံးဝပြည့်စုံသွားတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့လောကလူသားတွေရဲ့အ
yi chin ya the baby soyo laro connect came as a Russian the la piezo boku to Rojosa the la singera di venengo but ma sing and if she job to Rocella no omimu ne la levo the Vajadema Messi would up your amo she did a she name no to get Josa out of the book or a she nine book. Time we ne dwara opyora. Yaso ya lette karega uye ne lare. Pero madunga sianda ngari ha. Tiaru dia yare buguri tinchi shire. Now by pia wa ni de se jola re ka jaro. Tinganan ti me yao do tawgana law phit twar. Lu yo la da po no. Eri ya ni bi ro. Aku so ro yaso ya ne ne paung blau we dwaro so. 2560ခုဒီပေါင်း1000ကျော်ဝေးသွားပြီလေဒါတော့မှတချို့ကလည်းဝိမု ക്തി ယူကခေတ်ဆိုပြီးတော့ပြောကြသေးတယ်ဒါထေရဂါရတက္ကရာမှာခေတ်ငါခေတ်ပိုက်ပြီးတော့ပြောထားတာတော့ရှိပါတယ်တကယ်တော့တဖြည်းဖြည်းလောကကြီးကဆုပ်ယုပ်လာတဲ့သဘောဆုပ်ယုပ်တာဘယ်အစဆုပ်ယုပ်တုံးလို့ဆိုရင်လောကသားတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်နေပေါင်းလူတွေရဲ့တက်တန်းအနှစ်9000ကစပြီးတော့ဆိုရတာလောကမှာလူကိလေသာဆိုတဲ့အဆိုးတရားတွေကလောဘထုံကလူတက်တန်း9000လောက်ကစသွားတာအဲ့ဒီရှေ့ကတဖြည်းဖြည်းချင်းတိုးလာတာနောက်ဆုတ်နော်အဆိုးတရားတွေကနောက်ဆုတ်တာမဟုတ်ဘူးတဖြည်းဖြည်းတိုးလာတယ်လူတွေရဲ့တက်တန်းဒီကနေ့ကတရားတန်းလို့ဆိုပါစို့တရားတန်းမရောက်ခင်လူတွေရဲ့တက်တန်း9000လောက်ကနေစပြီးတော့လောကမှာအဆိုးဆုံးအဆင့်ကိုရောက်လာဟုတ်တရားတော့ပါကိလေသာအနေနဲ့အဆိုးဆုံးကိလေသာတွေစဖြစ်လာပြီလို့ပြောတာနော်လူလောကထဲမှာရောက်လာပြီလို့ပြောတာတဖြည်းဖြည်းဥယျာဉ်တက်လာတယ်ကောရမမြတ်စွာဘုရားပွင့်တဲ့ခေတ်ကိုကလိယုဂလို့ခေါ်တယ်ဆုတ်ကပ်ကလိယုဂကဆိုလိုတဲ့အဓိပ္ပာယ်ကလူ4ယောက်မှာ1ယောက်ပဲလူကောင်းရှိတယ်3ယောက်လောက်ကမကောင်းတဲ့လူတွေဖြစ်သွားတယ်နော်4ပုံ3ပုံကအဆိုးတစ်ပုံပဲကောင်းတယ်မာနဲ့ဥပမာပေးထားတော့ဆို4ချောင်းတော့စပွဲကြီးမှာ6တော့3ချောင်းကျိုးနေပြီကဲချီစဝဲတစ်ခုကို6တော့3ချောင်းချိုးထားလိုက်ပဲဆိုဘလို့နေစောင်းနဲ့စောင်းမယ်လှုပ်လဲလှုပ်နေမယ်နော်တည်ငြိမ်မှုဆိုတာမရှိဘူးအဲ့ဒီချိန်မှာမြတ်စွာဘုရားပွင့်တာကလိယုတ်မှာပွင့်နေစားအဲ့ဒီချိန်မှာခေကြီး4ခေတတ်မှတ်ထားတာရှိတယ်ပထမဆုံးအကောင်းဆုံးခေကတော့ကတ္တခေလို့ခေါ်တယ်ခေဆိုတာအပိုင်းခြားကိုပြောတာကတ္တခေကလူ4ယောက်ပါ4ယောက်စလုံးကောင်းတယ်လုံးဝပါဖဲဖြစ်တယ်အဲ့ဒီချိန်မှာကိုကျင့်တရားကောင်းကြတယ်တရေတာဆိုတာဒုတိယခေကိုတရေတာလို့ခေါ်တယ်အဲ့ဒီတရေတာခေရောက်တဲ့အခါကျတော့4ပုံပုံတစ်ပုံလောက်ကပြက်လာတယ်3ပုံလောက်ပဲကောင်းတယ်အဲ့ဒီတဖြည်းဖြည်းလှုပ်လာနော်ဒွါပရဆိုတဲ့ခေရောက်တဲ့အခါကျတော့4ပုံပုံတဝက်စီဖြစ်သွားပြီ50-50အကောင်းက90ရာခိုင်နှုန်းအဆိုးက90ရာခိုင်နှုန်း4ပုံပုံ2ပုံကအဆိုး2ပုံကအကောင်းအဲ့ဒါဒွါပရကလိယုကရောက်တဲ့အခါကျတော့အဲ့ဒီတပုံထပ်ပြစ်သွားအဲ့တော့အပြက်က3ပုံကောင်းတာ1ပုံအဲ့ကောင်းတဲ့ပုံနဲ့မှာကိုခုအထရော့တာလို့ဆိုလို့နေပေါ့နော်အဆိုးကပြန်အကောင်းဖြစ်ဖို့မရအဆိုးကအကောင်းကဘလောက်ပဲရှိနေအဆိုးကိုပြန်ကောင်းအောင်မလုပ်တာဥပမာပဲဆိုရင်တေသီး10လုံးတစ်လုံးကအပုပ်ကျန်တဲ့9လုံးကအကောင်တူတူထားကြည့်ပါလားတူတူထားကြည့်လိုက်အလဲကောင်ကအပုပ်တစ်လုံးထည့်ပြီးဘေးကအကောင်တွေရန်ထားလိုက်အဲ့ဒီအကောင်9လုံးကအပုပ်ပဲဖြစ်မယ်အဲ့ဒီအပုပ်တစ်လုံးကိုပြန်ပြီးကောင်းအောင်မလုပ်နိုင်ဘူး
10လုံး9လုံးကပဲလိုက်ပြီးတော့ပုတ်ဖို့ပဲရှိတယ်ဟိုတစ်လုံးကိုပြန်ပြီးတော့ကောင်းအောင်မလုပ်နဲ့အဲ့ဒါလိုပဲလူလောကမှာလည်းပဲအဆိုးဘက်ကိုများလာအဲ့ဒီချိန်မှာကောရမမြတ်စွာဘုရားပွင့်လိုက်လို့လူလောကကြီးအဆိုးကဆက်မဆိုးပဲနဲ့တန့်သွားတယ်နော်အခုဘုရားပြိဋိဘံစံသွားတဲ့နှစ်ကနှစ်ပေါင်း2560ကျော်သွားပြီအဲ့တော့ကျော်သွားတဲ့အခါကျတော့အဆိုးကပိုတိုးလာတယ်လို့ပြောနောက်လည်းဒီတဲ့တိုးဖို့ပဲရှိတယ်ပိုကောင်းမှုတော့မမျှော်လင့်နဲ့ဘာလို့တော့ဆိုစားရဆိုးကြရနောက်ပြန်လှည့်တာရှိမှမရှိတာလေဆိုးတဲ့နေရာကဆက်ဆိုးမှာပဲရှိတယ်ဒါမှရှိတော့ဆရာတော်ကြီးတွေပြောတာခက်ကောင်းခွေကောင်းဆိုတာဒီကနေ့ကိုပြောတာနေ့ဖြန်ကတလောက်ကောင်းချင်မှကောင်းမယ်ပေါ့ဒီလိုဆိုတာတော့ခက်ကောင်းဆိုတာကိုမမျှော်လင့်နဲ့အခုလက်ရှိအချိန်ကကောင်းတဲ့ခက်လို့ပဲပြောအောင်ဖြစ်တယ်ပေါ့တဖြည်းဖြည်းပို့ပြီးတော့ဆိုးလာတယ်ဘာကဆိုးတာတော့ဆိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကအရေးအတွက်လည်းများတယ်ဖြစ်တဲ့အချိန်လည်းများတယ်အရှိန်ဝါလည်းပိုတက်လာတယ်ဆိုတော့ကောင်းတဲ့ခေတ်မှာဆိုရင်လောဘမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကမဆိုးဘူးကိုပစ္စည်းကိုလိုချင်တာကိုပစ္စည်းကိုသိမ့်ပိုက်ထားမတရားတဲ့လောဘမဟုတ်ဘူးသူကနောက်ပိုင်းရောက်လာတဲ့လောဘကမတရားတဲ့လောဘဖြစ်လာတယ်ကိုပစ္စည်းတွေမကဘူးသူရပစ္စည်းကလိုချင်အဲ့ဒီလိုပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်ပို့ဆိုးလာတာလောဘသိပေမဲ့ဖျားလက်ထက်ကလောဘနဲ့ခဏလောဘမတူပြန်ဘူးအဲ့လိုပေါ့ဆိုလိုတာကလူတယောက်မှတူအောင်တော့လောဘကြီးတဲ့ပုဂ္ဂိုလ်ကပိုများလာတဲ့အရေးအတွက်ဖျားလက်တဲ့တုန်းကဥမာမဲ့လောဘက85ရာခိုင်နှုန်းရှိတယ်လောဘကြီးတဲ့လူက85ရာခိုင်နှုန်းရှိတယ်ဆို50ရာခိုင်နှုန်းရှိတဲ့ထားဒီကနေ့ကျတော့85ရာခိုင်နှုန်းတက်တာအဲ့လိုဆိုလို့တယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ပုဂ္ဂိုလ်ကမရှိဘူးလားဆိုရှိပါရှိနေဦးမှာပဲနော်လောဘကွယ်သွားတာတော့မဟုတ်ဘူးအဲ့ကြောင့်ခက်လိုက်တဖြည်းဖြည်းဆိုးဝါပြီးတော့လာတာဖြစ်တော့ဘာနဲ့ထိမ့်သိမ့်ရမလဲလို့ဆိုရင်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ပဲလုပ်တာပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ဖို့ဆိုတာဓမ္မခဲရင်သွားပြီနော်ပတ်ဝန်းကျင်ကောင်းမှုတွေကိုကောင်းအောင်ကိုထိမ့်သိမ့်မှုကိုကောင်းအောင်ထိမ့်သိမ့်မှုအတွက်ကမြတ်စွာဘုရားဟောတာတဲ့တရားတွေတိုင်းလိုက်နာချက်သုံးမှုပဲအဲ့တော့သီလကိုအခြေခံတယ်ပထမအဆင့်သီလအခြေခံပြီးတော့သမထကျင့်နေကိုကျင့်နေသေးတယ်ဆိုရင်ဒါဒုတိယဘက်မှာရောက်နေသေးတယ်လို့ပြောစံပင်ညင်ထီအောင်ရောက်ရင်တမတိပါဘာဖဲဖြစ်ပြီဒါဘုရားဝတ္တလမ်းဆုံးမိလားဆိုမဆောင်သေးဘူးပညာကျင့်စဉ်တစ်ခုကြံသေးတယ်အဲ့ဒီပညာကျင့်စဉ်ရောက်တဲ့အခါကျတော့အချိန်ကြီးအလုံးဝပြောင်းသွားနော်အချိန်ကြီးလုံးဝပြောင်းသွားပထမသီလနဲ့တမာတိအချိန်တော့ပြောရမယ်ဆိုရင်သဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဒုက္ခအဲ့နှစ်ခုနဲ့ပညာဘက်ကိုသွားလို့ရတယ်အခုဝိပဿနာကျင့်စဉ်ကျင့်ပြီဆိုရင်သဗ္ဗေဓမ္မအနတ္တဖြစ်သွားပြီထိဋ္ဌိဝိတ္တုဆိုတာကစပြီးတော့တရားဆိုတာမရှိတော့ရှုံးနေတာမရှိတယ်ကာရကကံတရားကိုပြုလို့သူဆိုတာမရှိဘူးဝေရကအကျိုးခံစားသူဆိုတာမရှိဘူးအဲ့ဒါကိုသဘောပေါက်ဖို့တော်တော်ခဲရင်နော်အဲ့ဒါအနတ္တကိုပြောတာပဲအတ္တဆိုတာတရားရှိနေတယ်တရားရှိရင်ပြုလို့သူရှိတယ်ပြုလို့သူရှိရင်ခံစားသူလည်းရှိတယ်အဲ့ဒိဋ္ဌိဝိတ္တုအဆင့်ရောက်တဲ့အခါကျတော့တရားဆိုတာကိုမရှိတော့ဘူးနော်တရားဆိုတာမရှိဘူးနာမရူပနာယထာဝထတနာဒိဋ္ဌိဝိတ္တုနာမတရားဆိုတဲ့အတွေးကိုဖြောက်ပြီးတော့လူတိုင်းမှာရှိတာယုံနဲ့နာနှစ်ခုပဲရှိတယ်အဲ့ဒီယုံနဲ့နှစ်ခုပေါင်းစပ်လှုပ်ရှားနေတာကိုကြည့်ပြီးတော့သူငါ
တရားလို့ဒီလိုထင်နေတာတကယ်ကတော့သူငါလုံးဝမရှိဘူးသူငါတရားမှာစိတ်သုံးနေသည့်အတွက်ကြောင့်တုံညလို့ပြောတယ်တုံညရဲ့အဓိပ္ပာယ်အဲ့ဒါပဲကိုထင်နေတဲ့တရားဆိုတာမရှိဘူးတရားမှာစိတ်သုံးပြီးတော့ယုံနေတာနှစ်ခုသာရှိတယ်လို့ဆိုအဲ့ဒီအမြင်ကိုမြင်ဖို့ဆိုတာတော်တော်ကြိုးစားယူရလိမ့်မယ်တော်တော်ကြိုးစားယူရလိမ့်မယ်နော်နာမရူပနာယာထာဝတတနာနာနဲ့ယုံနှစ်ခုပေါင်းစပ်နေတာကိုအမှန်တိုင်းသိမြင်မှဘုရားဘာသာမှာထိဋ္ဌိဝိတ္တုစင်ကြယ်တဲ့ဉာဏ်အမြင်တစ်ခုရမှာဖြစ်တယ်အဲ့ဒါမှခုနကပညာစာတာဖြစ်တယ်နော်ပညာအရိယာစာအဲ့တော့လူတိုင်းကျင့်သုံးရမယ်တရားဆိုတဲ့နေရာမှာရှင်သာရိပုတ္တရာဟောတဲ့ထဲပဲဘာဟောတာတော့ဆိုအတွဲလိုက်ဒိဋ္ဌိဝိတ္တုစာယထာဒိဋ္ဌိသသပဋ္ဌာနံအကောင်းစီလေးနှစ်ခုပေးတာဒိဋ္ဌိဝိတ္တုဆိုတာတစ်ခုယထာဒိဋ္ဌိသသပဋ္ဌာနံဆိုတာတစ်ခုအဲ့နှစ်ခုပေးတာဒီတတိယအဆင့်အမြင့်ဆုံးအဆင့်ကိုတက်ဖို့ရနံပါတ်1အရေးကြီးတာပါတော့ဒိဋ္ဌိဝိတ္တုဖြစ်ရမယ်အဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုလို့ရှိရင်ဝိပဿနာတမ္မာဒိဋ္ဌိကိုပြောတာပဲဒိဋ္ဌိဝိတ္တုဆိုတာနာမရူပပရိစ္ဆေဒဉာဏ်ပညာဘူမိလို့ဆိုတဲ့ဒီအဆင့်နဲ့ပြောတဲ့အခါကျတော့ပညာဘူမိဆိုတာအသိပညာနဲ့အသိပညာအတွက်အခြေခံပြုရမယ့်တရားတွေကခန္ဓာ၅ပါးအရဏ12ပါးဓာတ်18ပါးဣန္ဒြေ22ပါးသစ္စာ4ပါးပရိစ္ဆေသမုပ္ပါအဲ့ဒါအသိပညာရဲ့ချက်စားရမယ့်နေရာပညာဘူမိပဲပညာရဲ့နယ်ပယ်လို့ဆိုလို့တယ်အဲ့တော့ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ဒိဋ္ဌိဝိတ္တုဖြစ်ဖို့အတွက်ရှေ့ပိုင်းမှာမလုပ်အောင်လဲပညာဘူမိဖြစ်တဲ့တရားတွေကိုရှုစွာသင်ယူရမယ်မှတ်သားရမယ်မသိမဲနဲ့ဘာမသိဘူးလေအခုကလောကီပညာတွေပါရူပဗေဒတို့ဓာတုဗေဒတို့ဆိုပညာရပ်တွေပရမသင်ရတာပဲ theory သင်ပြီးတဲ့အခါမှာလက်တွေ့လုပ်ရတာပဲလေဘယ်အပဲဖြစ်အဲ့လိုအဲ့တော့ပရမသင်တာသင်ရမယ့် subject တွေကိုပညာဘူမိလို့ခေါ်တယ်အကျဉ်းချုပ်ကတော့ပညာဘူမိလို့ခေါ်တယ်အဲ့ဒီနဲ့ပဲကိုသင်ရမယ့်အချက်လက်တွေအဲ့တော့ဘုရားဘာသာဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကစနစ်တကျလုပ်မယ်ဆိုရင်ကိုချင်းသီလပထမပြည့်စုံအောင်လုပ်ဒုတိယသဘာဝကိုတိဆောက်တဏ္ဍအင်ဆံရသည်ထီအောင်လုပ်ပြီးပြီဆိုတဲ့အခါကျတော့မှပညာရဲ့နဲ့ပဲ subject တွေကိုသင်အဲ့ဒါကိုပညာဘူမိပညာဘူမိပြီးတဲ့အခါပညာရဲ့အခြေအမြစ်နှစ်ခုလို့အောင်ပညာမူလလို့ခေါ်တယ်အဲ့ဒါကြတော့ပညာကိုအခြေခံဖို့ရအတွက်နှစ်ခုရှိသေးတယ်အဲ့ဒါဘာလို့ဆိုသီလနဲ့သမာဓိပဲသီလဝိတ္တုစိတ်ဓာဝိတ္တုလို့သုံးတယ်စိတ်ဓာဝိတ္တုဆိုတာသမာဓိကိုပြောတာနော်သီလဝိတ္တုစိတ်ဓာဝိတ္တုအဲ့ဒါကပညာမူလပညာရဲ့အမြစ်လို့ပြောတာအဲ့ဒီပေါ်မှာအခြေစိုက်ရမယ်အဲ့ဒါနှစ်ခုခုနပြောတဲ့သီလသည်ပထမအဆင့်သမာဓိသည်ဒုတိယအဆင့်ဆိုတာဒါပညာရောက်ဖို့အတွက်အဲ့ဒီနှစ်ခုကိုအခြေခံတာနော်သီလဝိတ္တုနဲ့စိတ်ဓာဝိတ္တုအဲ့ဒီနောက်ပိုင်းရောက်တဲ့အခါကျတော့ပညာတရိဒလို့ခေါ်တာ the body of ပညာပေါ့နော်ပညာအထီကိုလို့ဆိုလို့တယ်ပညာရဲ့ယတ္တိယာကပညာဘူမိပညာရဲ့အမြင့်ကပညာမူလပညာအထီကိုကပညာတရိဒအထီကို body အဲ့ဒီအထီကို body ကဘာလို့ဆိုခုပြောတဲ့ဒိဋ္ဌိဝိတ္တုအဲ့ဒီကစပါနော်ဒိဋ္ဌိဝိတ္တုကစတာတော်ဘာဆိုရဖြစ်အောင်မယ်နော်
မေတ္တာဘာဝနာပွားနေတော့တရဝအနေနဲ့ပွားရတယ်လေဘယ်သူချမ်းသာပါစေဘယ်ဝါချမ်းသာပါစေဘယ်တတဝရချမ်းသာပါစေသဗ္ဗေတ္တအဝိရဟောတုနော်သဗ္ဗေမနုဿသဗ္ဗေတိဝသဗ္ဗေမနုဿတရဝရအနေနဲ့မေတ္တာပို့တာနော်တရဝအနေနဲ့မေတ္တာပို့တာသမာဓိကျင့်စဉ်ကတော့ပြည့်ညက်နဲ့သွားတာတော့ဝိပဿနာကြတော့အဲ့လိုသွားလို့မရတော့ဝိပဿနာကြတော့တရဝဆိုတော့ဖြောက်ရတော့မယ်သဗ္ဗေတတ္တဆိုတာမရှိဘူးသဗ္ဗေတေဝနတ်ဆိုတာမရှိဘူးသဗ္ဗေမနုဿလူဆိုတာလည်းမရှိဘူးသဗ္ဗအဋ္ဌိယောအမျိုးသမီးဆိုတာလည်းမရှိဘူးသဗ္ဗေပုရိသယောက်ျားလေးဆိုတာလည်းမရှိဘူးတော့အဲ့လိုပြောင်းလိုက်တာနော်အဲ့ဒါကြဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်ဘာဖြစ်လို့မရှိဘူးလို့ပြောတာတော့ငကောရှိရတဲ့နဲ့ဖြောက်တာလားဆိုတော့ရှိကိုမရှိတာငကောက illusion ဖြစ်နေတာမရှိတာကိုအရှိထင်နေတာအဲ့ဒါဘာကြောင့်မရှိတာကိုရှိထင်နေတော့ဆိုတော့အဝိဇ္ဇာကြောင့်ဖြစ်တယ်တကယ်ရှိတာမဟုတ်ဘူးတကယ်ရှိတာယုံနဲ့နာပဲရှိတယ်အဲ့ဒီယုံနဲ့နာရဲ့လှုပ်ဆောင်မှုတွေပေါ်မှာလူတွေကအထင်မြင်လွဲပြီးတရားလို့ထင်နေတာနော်တရားလို့ဆိုတာလွဲမှားတဲ့အမြင်တစ်ခုသာဖြစ်တယ် illusion မျက်စိလဲတာပဲဖြစ်တယ်တကယ်ရှိနေတာယုံနဲ့နာပဲရှိတယ်အဲ့လိုဆိုလို့လေပေါ့အဲ့ဒါကိုဘယ်လိုလုပ်ဖြောရမလဲဆိုသစ်ပင်တစ်ပင်ကိုစဉ်းစားကြည့်လိုက်သစ်ပင်လို့ခေါ်တာဟာအကုန်လုံးပေါင်းနေတဲ့အချိန်မှသာခေါ်လို့ရတာသစ်ပင်ရဲ့အစိတ်ပိုင်းတွေအကုန်ဖြတ်ပြီးပုံထားလိုက်မယ်ဆိုရင်သစ်ပင်မရှိတော့ဘူးပျောက်သွားပြီလေအခုလူတွေမှလည်းပဲထို့တူရဲ့တရဝါလို့ထင်နေတာယုံနဲ့နာနှစ်ခုပေါင်းစပ်နေတော့တာယုတ်ကတခြားနာကတခြားခွဲလိုက်တဲ့တရားတွေခုနတရဝါဆိုမရှိတော့ဘူးလေအဲ့လိုမြင်အောင်မြင်သွားတဲ့အသိဉာဏ်ကြတော့မှဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်သဘာဝတရားတသက်ကိုသာမြင်နေနော်ခုနတရဝါဆိုတဲ့အတွေ့လုံးဝမရှိတော့ဘူးတရဝါဆိုတာမရှိသည့်အတွက်ကြောင့်ပြုလို့သူဆိုတာလည်းမရှိဘူးအကြောင်းအားလျော်စွာနော်သူဆိုင်ရာအကြောင်းကြောင့်အကြောင်းတရားရဲ့ဖြစ်မှုသာရှိတယ်ခံစားသူဆိုတာမရှိဘူးအကျိုးပေါ်တာများသာဖြစ်တယ်အလုံးကသဘာဝတရားတသက်အဲ့ဒါကို phenomena လို့ခေါ်တယ်သဘာဝတရားတသက်ပဲအဲ့ဒါကိုသူ့ရဲ့ငါရဲ့ဒီလိုလွဲမှားစွာထင်တာလွဲမှားစွာထင်နေတာအဲ့ဒီလွဲမှားစွာထင်နေတဲ့အထင်ကိုပျောက်အောင်လုပ်အောင်ခုနသမထလုပ်နေတော့မပျောက်ဘူးအထူးသဖြင့်မေတ္တာပွားနေတဲ့ဆိုရင်လူအနေနဲ့မေတ္တာပွားတာအဲ့ဒါကိုဖြောက်ရမယ်သူကနော်အစစ်မှမဟုတ်ဘူးလူရှိတာကအစစ်မှမဟုတ်ဘူးသို့တော့လည်းပဲနှစ်ခုနဲ့တွက်မယ်ဆိုရင်သူကသမ္မုဒိလည်းပဲနဲ့ပရမတ္ထလည်းပဲသမ္မုဒိသစ္စာပရမတ္ထသစ္စာနှစ်ခုလောကလူတွေရဲ့အသုံးနှုန်းတိုင်းဆိုရင်မှန်တယ်ဒါမျိုးသားဒါမျိုးသမီးဒါကလူဒါကနတ်နော်လောကလူတွေကဒါကိုအမှန်တရားဖြစ်လက်ခံထားတယ်သို့တော့ပရမတ္ထလည်းပဲရောက်တဲ့အခါကျတော့အဲ့ဒါအမှန်မဟုတ်တော့စစ်ဆေးလိုက်တဲ့အခါကျတော့ပျောက်သွားမှန်မဟုတ်ဘူးအဲ့လိုဆိုလို့လေပေါ့နော်အဲ့တော့အမှန်တရားဆိုတာအသိဉာဏ်နဲ့ရှာရင်ရရမယ်မပျောက်ရဘူးရှိနေရမယ်အသိဉာဏ်နဲ့သိနိုင်ရမယ်တေချာတွေးစားလိုက်လို့ပျောက်သွားလို့ရှိရင်ဒါအမှန်တရားမဟုတ်တော့မရနိုင်ဘူးအထင်မြင်သာဖြစ်သွားတယ်လို့တို့ဆိုလို့အဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာယုံနဲ့နာနှစ်ခုသာရှိတယ်တရားဝါဆိုတာမရှိဘူးဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားပြောဆိုသွားလာနေတာသာဖြစ်တယ်ဒီကြားထဲမှာတရားဝါဆိုတာမရှိဘူးအကြောင်းတရားနှစ်ခုပေါင်းစပ်ပြီးဖြစ်နေခြင်းသာဖြစ်တယ်လို့အဲ့လိုမြင်တာဒိဋ္ဌိဝိတ္တုပဲအဲ့ဒါကြောင့်ဝိတ္တုမဲ့ကြတော့နာမရူပနာယထာဝတ္တနာဒိဋ္ဌိဝိတ္တုနာမနာယုတ်တာရှိတယ်လို့အမှန်တိုင်းမြင်တာကဒိဋ္ဌိဝိတ္တုအဘိဓမ္မာသင်္ဃာအကျမ်းကြတော့ဒ
Lakana rata pisupatana pradana vadina namarupa breakho. Adinyane no amada kaisa Adinyane bola bo ajaudea eri shuranga legua de biro yodi nani go sha duida sha dui nai de adinyan di daithi viduri lo so tudu be daibe tudu be Jana ga tarawa sura sha ma dui u di the ma sha duida ga yaunanan di taku be sha dui be Adinyane sha lai yaunanan namyo be dui be eri namyo ko da len Shonanan namyo ko da len di myin ne adinyan di Tithi sura tatana be aman myin jin lo daibe yare di neya ma Misa tithi ne ma sai bu di sakalaw ka no Tithi sura aman myin jin adinyan Tithi ne tatana tudu be myin ne Withoudi sura ma de amyin takku ko phai sha pit nai ne Ma de amyin ko tan shin sit jaw pai lai nai ne da jaw ma lo Tithi Withoudi sura aman myin jin ka ama ko shin pit de lo so lo de aman myin jin ka ama sura ko shin ne phai sha pit de tan shin sit jaw pit nai de di daibe ne Tithi Withoudi lo khaw ta Thoughအဲ့ဒါတော့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့အလွယ်ပြန်ကြတယ် purifications of view လို့ပြန်တယ်အဲ့ဒါဒီစာပေကပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းမဟုတ်ဘူးပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းပြန်မယ်ဆိုရင်အဲ့လိုပြန်လို့မရဘူးသူကနော်သူက the view that purified The knowledge purified the view knowledge that purified the view Adinya ko solo ra ta Ara Daithi Withoudi sura adinya ko pyo ra Sinjera ko pyo ra ma ho adinya ko pyo ra Adinya shi ma ama tan sin pit lo ya ma ho Da jaw mo Daithi ka sakalong takku Withoudi ka sakalong takku Tithi ka adinya eri adinya ni ma yuen ne de amyin takku ko shin pit nai do jaw Withoudiအဲ့လိုဆိုလို့လေသူTithi WithoudiသီလWithoudiဆိုတာလေအဲ့လိုဆိုလို့လေသီလမရှိခြင်းဆိုတဲ့အကုသိုလ်ကိုတုတ်တင်ဖယ်ရှားပြလို့သီလWithoudiလို့ခေါ်တယ်သီလကကောင်းတဲ့သီလအကျင့်တရားအဲ့ဒီအကျင့်တရားသည်အကျင့်သီလခင်မဲ့ခြင်းဆိုတဲ့အညစ်အကြေးကိုတန်ရှင်းစေသောကြောင့်သီလWithoudiစိတ်ဓာတ်Withoudiဆိုတာလည်းထို့တူပဲသမာဓိစိတ်ဓာတ်ဆိုတာဒီနေရာသမာဓိကိုပြောတာသမာဓိကသမာဓိရဲ့အညစ်အကြေးတွေကိုတုတ်တင်ရှင်းလင်းပြလို့စိတ်ဓာတ်Withoudiလို့ခေါ်တာဒီမှာလည်းပဲဒိဋ္ဌိWithoudiဆိုတာဒိဋ္ဌိဆိုတဲ့အသိဉာဏ်သည်မှားယွင်းတဲ့အမြင်ကိုရှင်းလင်းပြလို့ဒိဋ္ဌိWithoudiလို့ခေါ်တာအဲ့ဒါကိုဒီနှစ်ခုတွဲပြဒိဋ္ဌိWithoudiနော်မှန်ကန်သောအမြင်သည်မှားယွင်းသောအမြင်တွေကိုရှင်းလင်းပေးတယ်ဒါကြောင့်ဒိဋ္ဌိWithoudiအဲ့ဒါဝိပဿနာတရားထုတ်ပြီးဆိုလို့ရှိရင်ဒိဋ္ဌိWithoudiရင်ဖြစ်ရမှာသူကဒါကြောင့်မို့လို့ယုံနာတာရှိတယ်တခြားမရှိဘူးဆိုတာကိုသိကြလောက်အောင်กว่าကိုစစ်ဆေးပြီးအချင်းချင်းထပ်သင်ယူခြင်းမှတ်သားခြင်းကြားနာခြင်းလက်တွေ့ဆင်ခြင်သုံးသပ်ခြင်းဖြင့်ယုံနဲ့နာကလွယ်၍တခါမရှိဘူးဆိုသိအောင်လို့အဲ့ဒါကိုဆိုလို့ရပေါ့နော်တော်ဘာဆိုတဲ့အတွေ့ကိုပြောက်အောင်လို့အဲ့ဒါပြောက်ဖို့ရအတွက်ကြိုးစားအထောက်အမယ်ဒီတိုင်းတော့ပြောက်မှာမဟုတ်ဘူးဒါကြောင့်မို့နောက်ကဆက်တာယထာဒိဋ္ဌိသသပဒနာအဲ့ဒီစင်ကြယ်တဲ့အမြင်အတိုင်းလုံလဝိရိယနဲ့ကြိုးစားအထောက်ပါအဲ့တော့ဒိဋ္ဌိWithoudiကပညာ
အဲ့ဒီပညာရဖို့အတွက်အလုပ်လုပ်ပါလို့ပြောတာဒီနှစ်ခုကတရားအထုတ်ပါအဲ့ဒီအမြင်နဲ့ရှေ့ဆက်ကြိုးစားပါလို့ဆိုလို့တယ်အဲ့ဒီအမြင်ပေါ်ရပ်တည်ပြီးတော့ကြိုးစားပါယထာဒိဋ္ဌိကိုမြင်ထားတဲ့အမှန်အမြင်တိုင်းပရဏံကြိုးပမ်းအထုတ်ခြင်းဒါဝိရိယကိုပြောတာနော်ဝိရိယစေတသိကဝိရိယသမ္မာဝါယာမဆိုလိုတာဒါတွေကမဂ္ဂင်၈ပါးပဲဘာမှမထူးနော်ဒိဋ္ဌိဝိသုဒ္ဓိဆိုတာသမ္မာဒိဋ္ဌိပဲယထာဒိဋ္ဌိသသပရဏံဆိုတာသမ္မာဝါယာမဒီနှစ်ခုတိုးမြင့်အောင်လုပ်တာပဲနော်ကြိုးစားလိုက်တဲ့အခါကျတော့ဒါမှန်ရတာနောက်တစ်ခုကဘာလို့ဆိုရင်တံဝေစနိယေတုဌာနေတုတံဝေခောတဲ့ဒါတစ်ခုတံဝေစနိယေတုဌာနေတုတံဝေခောတံဝေစနိယေတုဌာနေတုတံဝေကဖြစ်ဖွယ်ရာအကြောင်းတို့ကြောင့်တံဝေခောတံဝေကဖြစ်ခြင်းတံဝေကဆိုတာတဘာဝတရားကြီးပေါ်မှာတုံ့နှုတ်ကြောက်လျော့လာတာဟိုဒေါသနဲ့ကြောက်တဲ့တဆေးကြောက်တဲ့အကြောင်းမျိုးမဟုတ်ဘူးနော်တဆေးကြောက်တဲ့အကြောင်းမျိုးကြောက်เสียကြီးလို့မြင်လာတံဝေစနိယေတုတံဝေကဖြစ်เสียဖြစ်တဲ့ဌာနေသူအကြောင်းတရားတို့ကြောင့်တံဝေကိုစိတ်ထဲမှာတံဝေကဖြစ်ခြင်းအတိညာဖြစ်ခြင်းဒီတံဝေကအတိညာနော်ဝတ္တပနဲ့ရှင်တဲ့အတိညာဒေါသအကြောင်းမဟုတ်ဘူးနော်အတိညာဖြစ်တာကြောက်เสียလို့မြင်တာဟာဒါထိတ်လန့်တာပဲပေါ့နော်ကြောက်เสียလို့မြင်တာအဲ့တော့တံဝေစနိယဌာနတံဝေကဖြစ်เสียအကြောင်းတရားဆိုတာဘာတွေလဲလူတွေမှာနေစဉ်တွေ့နေတယ်အဲ့ဒါတွေနဲ့တွေ့တာတံဝေကမဖြစ်ဘူးဆိုရင်ဒါကိုယ်မှညံ့နေသေးတယ်တံဝေကဖြစ်ရမယ့်အကြောင်းတွေကဘာလို့ဆိုရင်နော်စာတိဒုက္ခစရာဒုက္ခဗျာတိဒုက္ခမရဏဒုက္ခအဲ့လေးခုအဲ့လေးခုကတံဝေကဖြစ်ဖို့အကြောင်း၄မျိုးပဲမွေးဖွားရတယ်ဒါလည်းတံဝေကဖြစ်ရမှာပဲဦးမင်းလာရတယ်ဒါလည်းတံဝေကဖြစ်เสียပဲယောဂရလာတယ်တံဝေကဖြစ်เสียပဲသိရတယ်တံဝေကဖြစ်เสียပဲကိုယ်ကိုယ်တိုင်သိရင်တော့အဲ့ချိန်မှာတံဝေကမဖြစ်ဘူးပေါ့သိရမယ်ဆိုတာကြိုတင်သိလို့ရှိရင်တံဝေကဖြစ်တာပေါ့သူပြသိတာကိုကြည့်ပြီးတံဝေကဖြစ်လို့ရတာနော်အဲ့တော့စာတိစရာပြာတိမရဏဆိုတဲ့ဒီအကြောင်းတရားတွေကမတွေ့ခြင်းအဆုံးလူတိုင်းတွေ့နေကြတာပဲနော်ကိုဖြစ်တာတွေ့ရတယ်လို့သူများဖြစ်တာလည်းတွေ့နေရတယ်အဲ့ဒါတွေကတံဝေစနိယလို့ခေါ်တယ်တံဝေကဖြစ်เสียအကြောင်းတရားတွေအဲ့ဒါတွေတွေ့တိုင်းတံဝေကဖြစ်ရမယ်အဲ့တံဝေကဖြစ်မှာပမာစကားပြောတယ်မဟုတ်လားမတာတဲ့ခေါက်အကြောင်းဆယ်ခေါက်ဆိုပြောတာဘယ်ဒီတိုင်းလေးမတာတဲ့ခေါက်ပို့တာလေနော်မတာတဲ့ခေါက်ပို့တာလေအခုပေါ်ရောလိုက်ပို့ပြီးတော့အတင်းပြောပြီးပို့လို့ရှိရင်အဲ့ဒါဘာမှမထူပါမဟုတ်ဘူးနော်မတာတဲ့ခေါက်အကြောင်းဆယ်ခေါက်ဆိုတာတံဝေကဖြစ်လို့ပြောတာတံဝေကမဖြစ်ရင်တော့ဘယ်ခေါက်တော့ဘာမှမထူနော်ကျောင်းဆယ်ခေါက်လာတာတော့တမိုးရှိတယ်လို့ပြောတာလူတယောက်သေဆုံးလို့လိုက်ပို့ရင်သေခြင်းတရားကိုအောက်မေ့ပြီးတော့တံဝေကဖြစ်နိုင်လို့တံဝေကဖြစ်လိုက်ပဲဆိုရင်ကျောင်းဆယ်ခေါက်သွားတာတဲ့ပို့ပြီးတော့ကုသိုလ်ရတယ်လို့ဆိုလို့တယ်ပေါ့နော်မတာတဲ့ခေါက်ကျောင်းဆယ်ခေါက်ဆိုတာသို့တော့မတာတဲ့ခေါက်ပို့တာလည်းပဲရိုးနေတာရှိုးနေတော့ဘာမှထူမှာမဟုတ်ဘူးတံဝေကမဖြစ်ဘူးတံဝေကဖြစ်မှအမှုရှိမယ်လို့ဆိုလို့တယ်အဲ့တော့တံဝေကဖြစ်เสียအကြောင်းက၄ခုအဲ့ဒီထဲမှာနောက်ထပ်၄ခုထပ်တက်ပြီးတော့တံဝေကဖြစ်เสียအကြောင်း18မျိုးဆိုပြီးတော့ပြလာရှိတယ်အထတံဝေဇနိယဝတ္ထုနိထိတ်လန့်ပွဲ
တန်ဝေကဖြစ်เสียအကြောင်း10မျိုးတဲ့ဒီ4မျိုးပထမမှတ်ထားလိုက်ရောစာတိစရာဗျာတိမရဏဒီဒုက္ခ4မျိုးကတန်ဝေကဖြစ်เสียတယ်နောက်တစ်ခုကဘာလို့ဆိုအပယ်ဆင်းရဲဒါကိုယ်တိုင်မတွေ့ပေမဲ့အပယ်သားတွေဒုက္ခခံရတာတွေးကြည့်လိုက်လို့ရှင်အဲ့ဒီအပယ်ဆင်းရဲတဲ့တန်ဝေကဖြစ်เสียပဲငရဲခံရတဲ့ပုဂ္ဂိုလ်တွေတိရစ္ဆာန်တွေစဉ်းစားကြည့်လေလူတွေအနေစနဲ့အမြငါးတွေဖန်တတ်တာမတတ်ပါနဲ့လို့ဘယ်သူမှပြောကြက်တွေဝက်တွေဖန်ပြီးတော့တတ်နေကြတယ်မတတ်ပါနဲ့လို့ဘယ်သူမှတားပေးမဲ့လို့မရှိဘူးသူတို့မှအကာအကွယ်မဲ့တတ်ချင်နိုင်တတ်နေကြအဲ့ဒီပြင်တတ်တော်တွေလည်းအဲ့ဒါအပါယဒုက္ခလို့ခေါ်တယ်နော်တို့ချင်တာလောက်တာအကုန်ခံနေရတာပဲလေသူတို့မှဘာမှပြတ်ပြောခွင့်လည်းမရှိဘူးဘေးကလူကလည်းလာပြီးပြောလို့မရဘူးအဲ့ဒါအပါယဒုက္ခမသေးတောင်မှနွားတွေနှစ်ပါးကျုပ်ထိုးပြီးရိုက်ခိုင်းနေတာဒါလည်းအပါယဒုက္ခပဲလေကိုနှစ်ပါးကျုပ်ထိုးပြီးအဲ့လိုရိုက်ခိုင်းရင်ဘယ်လိုလုပ်လဲအဲ့သူကတော့ပေါ်တွေ့နေတာနွားမှုခံရတာလို့ထင်တယ်အခုကလူတွေပါခံနေရတယ်လူကုန်ကူးတယ်ဆိုတာရှိတယ်နော်ဗမာပြည်ပါတယ်ရှိနေတယ်ကြားဖောင်မော့တင်ပေးလိုက်အဲ့လူကဘာမှဆက်သွယ်မရတော့ကြားဖောင်ဆိုတာပင်လိုက်တယ်မှာပစုံနေပါလိဖတ်နေဖောင်အဲ့ပေါ်ရောက်သွားရင်အဲ့ဒီလူကပြန်လာမရှိတော့တချို့ဆိုသေနေရတဲ့ကန်ချလိုက်တာပြီးပြီဗမာပြည်ပါကိုရှိနေတယ်အဲ့ဒါတွေအဲ့ဒုက္ခတွေကနော်အဲ့ဒုက္ခရောက်ကြတာတွေဗျာအဲ့ဒါအပါယဒုက္ခလို့ပြောလို့ရတယ်ပေါ့အဲ့ဒါလည်းတန်ဝေကဖြစ်เสียပဲဘာမှတုံ့ပြန်လို့မရတဲ့အနေအထားတစ်ခုပေါ့နောက်တစ်ခုကဘာလို့ဆိုရင်အတိတ်ကဝတ္တမူလကဒုက္ခဟိုဆင်းရဲကိုအခြေခံတဲ့ဒုက္ခမှန်သမျှလူဖြစ်လာလေလူဖြစ်လို့ခံရတဲ့ဒုက္ခတွေရှိတယ်လူဘဝမှာလည်းဒုက္ခတွေရှိတယ်အဲ့ဒါဝတ်နဲ့ပတ်သက်ပြီးတော့ခံအနာဂတိဝတ္တမူလကဒုက္ခတန်တရားတွေကမလွတ်သေးဘူးဆိုရင်နောက်တွေးလက်တံဒုက္ခတွေရှိသေးတယ်နော်အတိတ်တုန်းကလည်းတွေးခဲ့ပြီးနောက်လည်းတွေးအောင်မယ်ဆိုဆင်းရဲဒုက္ခတွေရှိတယ်အဲ့ဒုက္ခနှစ်ခုထည့်လိုက်ခုနကတစ်ခုနဲ့ဆိုနော်နောက်ဆုံးတစ်ခုကတော့ဘာလို့ပစ္စုပ္ပန်နေအာဟာရပရိယတနာဒုက္ခနေ့စဉ်ဘဝမှာစားစရာတောက်စရာနေဖို့ထိုင်ဖို့အတွက်လုံမှန်ရှာဖွေနေရတဲ့ဒုက္ခပထမကြီးမားတယ်နော်အများကြီးဒုက္ခရောက်တယ်သက်တာတဲ့လူသားသက်တာတို့ထင်းနေကြတာကိုရှိလို့ဆိုပြီးတော့တနေ့လုံးကတနေ့စားတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခကိုစဉ်းစားကြည့်လိုက်ဘယ်လောက်ဒုက္ခရောက်နေလဲနေ့ဖြန်အတွက်ဆံအိုးတဲ့ဆံရှိဘူးဒီနေ့လို့ရှားလာတဲ့အခါမှာဆံလေးဝယ်ပြီးတော့ညစာနေ့လို့ညမနဲ့စားတဲ့အစားလေးအဲ့ဒါနဲ့စားနေရတာအဲ့လိုပုဂ္ဂိုလ်တွေတဲ့ဒါအာဟာရပရိယတနာဒုက္ခလို့ခေါ်တယ်လူတွေလားဆိုတော့မဟုတ်ဘူးတရဝတွေလည်းဒီတိုင်းပဲရှင်သေးကြီးတွေဆိုလို့ရှိရင်လည်းသူရတဲ့သတ်စားတဲ့ကောင်းတွေဟာအသေးလေကြာကြီးတွေဟိုတည်းကျွဲကြီးတွေလိုက်ဖမ်းတယ်တခါတလေကံမကောင်းအကြောင်းမလားကျွဲခါလို့တည်သွားရတာရှိတယ်နော်ပြန်ပြီးတော့ခုခံလို့ဒုက္ခရောက်တာရှိတယ်သူတို့ကအစာပစာရလို့လိုက်ပြီးတော့လောက်ကြတာနေတိုင်းစားရတာမဟုတ်ဘူးဝေးတွေပါလေဆိုတော့နေတိုင်းစားရတာမဟုတ်ဘူးမစားရရက်တွေအများကြီးပဲအစာရှာရတဲ့ဒုက္ခလို့ဆိုလို့တယ်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒုက္ခပေါင်း၈ခုဖြစ်သွားတယ်အဲ့ဒါကိုတန်ဝေဇနိယတရားတန်ဝေဇနိကတန်ဝေကဝတ္ထု၈ပါးလို့တို့ခေါ်တယ်နော်ပြန်ပြောမယ်ဆိုရင်စာတိစရာဗျာတိမရဏအဲ့ဒါက၄ခုနောက်အပါယဒုက္ခ၅ခုအတိတ်ကဝိခြေခံတဲ့ဒုက္ခအနာဂတ်အတွက်တန်တရားဝဋ္ဌကဒုက္ခပ
ပစ္စုပန်ဘဝမှာအစာဝတ်နေရေးအတွက်ရှာရတဲ့ဒုက္ခအဲ့ဒါပေါင်းလိုက်တော့အဲ့ဒါ၈ခုနော်တန်ဝေယဝတ္ထု၈ပါးအဲ့ဒီ၈ခုနဲ့တွေ့တဲ့အခါမှာတန်ဝေယဖြစ်ရမယ်လို့ပြောတာမဖြစ်ဘူးဆိုရင်ညံ့နေသေးတယ်အဲ့ဒါကြောင့်မို့တန်ဝေယဝတ္ထုတန်ဝေယဖြစ်အကြောင်းနဲ့တွေ့ရင်တန်ဝေယဖြစ်ပါတဲ့ဖြစ်လာပြီးရင်ဒီတိုင်းနေရမှာလားဆိုတန်ဝိခတ္တသယောနိသောပရဏံတန်ဝေယဖြစ်လာလို့ရှိရင်လောရမှာလေးရှိတယ်ဒီဒုက္ခတွေကဘာကြောင့်ဖြစ်တာအကြောင်းပဲဖြစ်တာမဟုတ်ဘူးဒီဒုက္ခတွေအကြောင်းရှိတယ်အဲ့ဒီအကြောင်းတရားတွေကဘာတွေတော့ဆိုကိလေသာနဲ့ကံပဲနော်အဲ့ဒါကိုဖယ်ရှားဖို့ကြိုးစားတာကိုတန်ဝိကတ္တသယောနိသောပရဏာဆိုနော်ကိုယ်ရင်နဲ့နှလုံးထဲမှာကိလေသာမဖြစ်အောင်တားဆီးအကုသို့မဖြစ်အောင်တားဆီးနော်တားဆီးလို့မနိုင်လို့ဖြစ်သွားရင်ဖယ်ရှားဖို့ကြိုးစားဒါမကောင်းတဲ့ဘက်ကမကောင်းတာမဖြစ်အောင်တားဆီးလို့မရလို့ကျုပ်ပေါက်လာတယ်ဆိုရင်ဖယ်ရှားဖို့ကြိုးစားကောင်းတဲ့ဘက်ကကုသိုလ်တရားတွေမဖြစ်သေးဘူးဆိုဖြစ်အောင်ကြိုးစားဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားသမဗရတရား၄ပါးလို့ဆိုလို့တယ်အဲ့တော့လုံးเสียဒါပဲရှိတယ်လေမကောင်းတာမဖြစ်အောင်ဒါဖြစ်လာရင်ဖယ်ရှားကြိုးစားရမယ်ဒါနှစ်ချက်နောက်တစ်ခါကောင်းတာတွေမဖြစ်သေးရင်ကောင်းတာဖြစ်အောင်လုပ်တိုးပွားလာအောင်ထပ်ဆင့်ပြီးတော့လုပ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တာတစ်ခုဖြစ်ပြီးရင်တိုးအောင်လုပ်တာကတစ်ခုပတ်စံရှာရတော့နှစ်ခုပဲမဟုတ်လားလို့ပတ်စံမရသေးရင်ရအောင်ရှာတယ်ရပြီးတဲ့ပတ်စံတိုးအောင်လုပ်တယ်အဲ့လိုပဲလုပ်တာအဲ့တော့ကုသိုလ်ကနဲ့ပတ်သက်ပြီးတော့မရသေးရင်ရအောင်လုပ်ရပြီးရင်တိုးအောင်လုပ်အဲ့ဒီကြိုးစားမှု၄ရပ်ကိုတန်ဝိခတ္တသယောနိသောပရဏတန်ဝေကဖြစ်တဲ့အခါမှာယောနိသောရှိရမယ်လို့ဆိုတာဒီလိုဆိုလို့တယ်နောက်တစ်ခုကတော့အတ္တန်ဒုဋ္ဌိသာကုသရေတုဓမ္မေတုကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ရောင်းရဲတင့်တယ်မှုမရှိနဲ့ကျင့်납မနေနဲ့လမ်းဆုံးထီအောင်သွားဥပမာမယ်သီလသမာဓိပညာဆိုဆိုငါတော့သီလလုံခြုံပြီဆိုရင်မကျင့်နဲ့သမာဓိဖြစ်အောင်လုပ်သမာဓိဖြစ်ပြီဆိုရင်လည်းပညာဖြစ်အောင်လုပ်ဒီလိုဆိုလို့ရရက်မနေနဲ့နောက်ဆုံးမှာအရတ္တမဲ့ကုသိုလ်မယောင်မချင်းရက်မနေနဲ့လို့ပြောတာအဲ့ဒါကိုအတ္တန်ထုတ်တိတာရှိတာလေးနဲ့မကျင့်နိုင်ရဘူးလို့ပြောတာကျင့်နေလို့ရှိရင်ဒီပုဂ္ဂိုလ်ရှိတိုးတက်လာမရှိတော့ဘူးလေတိုးတက်လာမရှိဘူးဒါကြောင့်ကုသိုလ်နဲ့ပတ်သက်လာလို့ရှိရင်နဲ့ကျင့်အားရမှုမရှိပါနဲ့တင့်တိမ်မသွားပါနဲ့ဆက်လုပ်ပါလို့ပြောတာကောင်းတာဆိုရင်ရက်မနေနဲ့ဆက်လုပ်လို့ပြောလို့တယ်အပတိဝါနိတာသပရဏတမေကမ္မထာလို့အထုတ်ပြီးဆိုလို့ရှိရင်တော့တဲ့နော်မရမချင်းကြိုးစားမရနဲ့တဲ့ဒါလည်းတူတူပဲခုနကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင့်တိမ်တာမဖြစ်ပါနဲ့ကမ္မထာအထုတ်တဲ့ဆိုရင်လမ်းဆုံးဘာနဲ့မရောက်ဖဲနဲ့နောက်မဆုတ်ပါနဲ့ဒီနှစ်ခုအဲ့ဒီနှစ်ခုတိုးတက်အောင်လုပ်ပါလို့ဆိုဘုန်းကြီးတို့တွေတရားတူမရတာကကိုရှိတဲ့နေနဲ့ကျင့်နေတာရဲ့လမ်းဆုံးဘာနဲ့ထီအောင်မသွားချင်တာရဲ့ပြင်းတာရဲ့ဆန္ဒမရှိတာရဲ့အဲ့ဒါပဲဒီကတော့ကိုလည်းတူတူသူလည်းတူတူပဲမလုပ်သေးသမျှတော့ဘာမှရမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ပါရမီထိုင်ဆောင်နေတော့ကတော့ပါရမီကတော့ပါရမီလမ်းသွားရင်တော့ရောက်ချင်အောင်ဟောပါရမီဘတ်စကားကြီးကတော့လာမှာပဲနိဗ္ဗာန်ဘတ်စကားတော့မလာဘူးနော်ပါရမီထိုင်ဆောင်နေပါရမီကားဆိုတာရင်တော့ရှိတယ်လေအဲ့ကားတော့ရောက်ချင်အောင်လာမှာအဲ့တော့ပါရမီဆိုတာကိုဖြစ်နေမှပြည့်တာပေါ့နော်အဲ့ဒီဘဝမပြည့်သေးဆိုရင်နောက်ဘဝလုံးနေတာဆိုရင်တော့ဒါအပြစ်ပြောလို့မရဘူးလေဘာလို့လဲဆိုတော့မဲ့တယ်ဆိုတာအချိန်ကြာမှမဲ့တာလေဆိုပါစို့တရတိဟာမှာရပောင်းတရားမှမဲ့မဲ့ဆိုရင်ရပောင်းတရားကြောင့်မဲ့ပါလေဒီကြားတဲ့အမဲ့ခံလို့တော့မရဘူးပေါ့ကိုယ်လည်းတရားထုတ်မဲ့ဆိုလို့ရှိရင်တော့ကိုဘဝဟာဘယ်နှဘဝ
ကြာမှာကိုယ်အသိဉာဏ်နဲ့ရင်းမယ်ဆိုရင်ကြာမှာတော့ရင်းမှာပေါ့ဒီကြားထဲမှာအနုခုလိုက်ရင်တော့ပိန်ရှုံသွားမှာပဲနော်ပုတ်သွားမှာပဲအဲ့တော့ရင်းကျက်မှုဆိုတာသူကလည်းသူလာလိမ့်မယ်အဲ့ဒါကတခုနောက်ဆုံးဆင်ကြတော့ဝိဇ္ဇာနဲ့ဝိမု ക്തി အသိဉာဏ်ရတာနဲ့ဝိဇ္ဇာဆိုတာမဉ္ဇဉ်ဆိုတဲ့အသိဉာဏ်ဖြစ်လာလို့ရှိရင်ဝိမု ക്തി ဒုက္ခတွေကလွတ်သွားမယ်ဘာဒုက္ခလွတ်တော့ကိလေသာဒုက္ခလွတ်မယ်ဝတ္တဒုက္ခလွတ်မယ်ကိလေသာကလည်းဒုက္ခပေးလို့သူ့ကိုလည်းဒုက္ခလို့ခေါ်တယ်ကိလေသာကြောင့်ဖြစ်တဲ့ဘဝဒုက္ခဝတ္တဒုက္ခလည်းဒုက္ခပဲနော်ဝိမု ക്തി ဆိုတာအဲ့ဒီပဲအသိဉာဏ်နဲ့မှလုံးဝလွတ်မြောက်မှုဖြစ်တယ်ပေါ့အဲ့ဒါတွေမလွတ်သေးသမျှတန်တရားကမပြည့်စုံသေးဘူးအဲ့တော့ဘုရားဘာသာရဲ့လမ်းဆုံးပန်းနိုင်ကဝိဇ္ဇာနဲ့ဝိမု ക്തി ပဲဒီတတွဲနဲ့သွားတာအသိဉာဏ်ကရတ္တမေထီအောင်ရောက်သွားပြီဆိုရင်ဝိမု ക്തി အလုံးကဒုက္ခအလုံးကလွတ်မြောက်သွားပြီလို့ပြောရမယ်နော်ဘာကလွတ်မြောက်တာကိလေသာလွတ်မြောက်ကိလေသာလွတ်မြောက်သည့်အတွက်ကြောင့်ဒုက္ခအလုံးကလွတ်မြောက်တာဒါအကြောင်းလွတ်မြောက်လို့အကျိုးပါလွတ်မြောက်တယ်နော်အဲ့တော့ဒီသင်္ကေတိတုံမှာအခုလိုချက်ကလေးတွေဒါတချို့ချက်တွေတော့ခြံထားခဲ့တယ်အရေးကြီးမယ်ထင်တဲ့ချက်ကလေးတွေရွေးဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ကင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာတကယ်ကိုစနစ်တကျအတွဲလိုက်ဟောပေးထားတာဖြစ်လို့ကိုယ်တဏ္ဍမှာဒါတွေကိုလုံးဝမဲ့ဟာတွေအများကြီးရှိတယ်ဆိုတာအဲ့ဒါတော့သိရင်ကိုလည်းမဆိုးပါဘူးနော်ကိုဘာဖက်ဆိုတာဘယ်တော့မှမဖြစ်သေးဘူးနော်ဘာဖက်မဖြစ်သေးဘူးလုံးဝမဲ့အားတွေအများကြီးကြံနေသေးတယ်ယန္တာဖြစ်မှသာကတံကရဏီယံလှုပ်ရှားတွေကုန်ပြီးအလုံးလှုပ်ပြီးသွားပြီလို့ပြောလို့ရမယ်ပုရုဇဉ်နေမှာဆိုရင်လှုပ်ရှားတွေကြံသေးတယ်ပဲပြောအောင်ပါပဲမလှုပ်ရသေးတာတွေကများတယ်လှုပ်ပြီးသားကနည်းနည်းလေးပဲရှိတယ်တန်းလန်းပေါ့နော်တန်းလန်းပဲအေးဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုသိရှိနားလည်ပြီးတော့မိမိတို့ဘဝတိုးမြင့်သွားနိုင်အောင်လူတိုင်းကျင့်သုံးရမယ့်တရားတွေအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ရှင်ကျင့်ပါပြုလို့ကြ၍အဝတ္တဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖာအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်
ဖြစ်ကြပါစေကုန်သတည်း